အားလုံးမင်္ဂလာပါကျွန်တော်ပြီးခဲ့တဲ့နှစ်ရက်ကပေါ့လေကျွန်တော်တို့နိုင်ငံမှာရှိတဲ့ SME တွေမှာတွေ့ရများတဲ့ဒီဘဏ္ဍာရေးစီမံခန့်ခွဲမှုအလွဲ၃ခုအကြောင်းကိုကျွန်တော်ပြောခဲ့ပါတယ်ဆိုတော့ဒီနေ့တော့ကျွန်တော်ဒီအလွဲတွေကိုเนาะကျွန်တော်တို့ဘယ်လိုပြန်ပြီးတော့ပြင်ဆင်ကြမလဲတက်မှတ်ကြမလဲဘယ်လိုကောင်းမွန်အောင်ပြန်ပြီးတော့လုပ်ကြမလဲဆိုတဲ့ဟာလေးကိုကျွန်တော်အကြံပေးဆွေးနွေးချင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြောသွားတဲ့သုံးခုတွေမှာပထမဆုံးတစ်ခုကတော့လူရင်းတူရှင်ပြောရရင်တော့ဗျာစည်ရင်းမရှိစရာမရှိတာပေါ့နော်အဲ့တော့ဘာမှစည်ရင်းလည်းမှတ်မထားဘူးဆိုတော့ဘာမှလည်းအဝင်ဘယ်လောက်ရှိလို့ရှိမှလည်းမသိဘူးအထွက်ငွေဘယ်လောက်ရှိလို့ရှိမှလည်းမသိဘူးเนาะအဲ့တော့အဲ့လိုလုပ်ငန်းမျိုးတွေအနည်းဆုံးတော့ကျွန်တော်အကြံပြုချင်တာတော့စည်ရင်းလေးတစ်ခုတော့ရှိတင်ပါတယ်ဆိုတော့အဲ့စည်ရင်းကဘာလဲလို့မေးရင်တော့ငွေစည်ရင်းပါเนาะအဲ့တော့ငွေစည်ရင်းဆိုတဲ့သဘောတရားအတိုင်းပဲကျွန်တော်တို့ကเนาะဝင်ငွေတွေဘယ်လောက်ရတယ်လဲသုံးစိတ်ထွက်ငွေတွေဘာတွေထွက်သွားသလဲဆိုတာကိုနေ့စဉ်နဲ့အများကျွန်တော်တို့စရင်မှတ်ထားရမှာဖြစ်ပါတယ်เนาะအဲ့တော့ကိုယ်ဆိုင်ကိုလုပ်ငန်းမှာเนาะအသုံးစိတ်တွေရှိမှဆိုလို့ရှိရင်လည်းဘယ်နေ့မှာဘယ်အကြောင်းအရာနဲ့အသုံးစိတ်ဘယ်လောက်ထွက်သွားသလဲပေါ့เนาะအဲ့တော့ဝင်ငွေတွေရှိတယ်ဆိုလို့ရှိရင်လည်းဘယ်နေ့မှာဘယ်အကြောင်းအရာနဲ့ဘယ်အကြောင်းအရာဆိုတော့ဘာတွေရောင်းသွားလို့ပေါ့เนาะအဲ့တော့ဘာတွေရောင်းလိုက်ရလို့ဘယ်လောက်ပိုးရောင်းလိုက်ရလို့ဆိုတာမျိုးကျွန်တော်တို့မှတ်ကြတာပေါ့เนาะဒါမျိုးမှတ်ထားရင်ကျွန်တော်တို့တွေမှာမရှိမလဲဆိုလို့ရှိရင် inflow နဲ့ outflow ပေါ့เนาะအဲ့တော့ဝင်ငွေတွေဆိုလို့ရှိရင်လည်းဘယ်ကနေပြီးတော့ဘယ်လောက်စီးဝင်လာတယ်လဲဘယ်လောက်ရတယ်လဲထွက်ငွေဆိုလို့ရှိရင်လည်းဘယ်အကြောင်းအရာတွေကြောင့်ကျွန်တော်တို့ဘယ်လိုစီးထွက်သွားတယ်လဲဘယ်လောက်စီးထွက်သွားတယ်လဲဆိုတာတွေကိုကျွန်တော်တို့ကသိနိုင်မယ်အဲ့တော့သိတော့ဝင်ငွေနဲ့ထွက်ငွေနဲ့ကျွန်တော်တို့သိတယ်ဝင်ငွေနဲ့ထွက်ငွေနဲ့သိရင်เนาะကျွန်တော်တို့လုပ်ငန်းတွေကိုစီမံခန့်ခွဲရတာအတိုင်းအတာတစ်ခုအထိတော့ကျွန်တော်တို့အချိန်ဆနိုင်မယ်ပို့ပြီးတော့တိတိကျကျနဲ့ထိထိရောက်ကျွန်တော်တို့စီမံလာနိုင်မယ်ပေါ့လေဟိုဒါကပထမတစ်ခုပေါ့ဒုတိယတစ်ခုကတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကစည်ရင်းတော့မှတ်တယ်တို့ပေမဲ့ကျွန်တော်တို့လုပ်ငန်းရဲ့စည်ရင်းထဲမှာပိုင်ရှင်တွေရဲ့စည်ရင်းတွေပါရောနေတဲ့ပုံစံပေါ့အဲ့တော့ဒီဟာကတော့ကျွန်တော်တို့ဒါလုပ်ငန်းတွေရဲ့စွမ်းဆောင်ရည်ကိုအကဲဖြတ်ဖို့ကအမတန်ခက်ခဲစေပါဒါကြောင့်မို့လို့ကျွန်တော်တို့ကသေချာပေါက်ပိုင်ရှင်တွေနဲ့နီးနွယ်ဆက်ဆက်နေတဲ့စည်ရင်းတွေကိုလုပ်ငန်းစည်ရင်းတွေကနေပြီးတော့တီးခြားခွဲထုတ်ရပါလိမ့်မယ်ဆိုတော့maybe ကျွန်တော်တို့စည်ရင်းကိုင်တယောက်လိုချင်လဲလိုကောင်းလဲလိုမယ်တကယ်လို့ကိုကလည်းတိတိကျကျစည်ရင်းသဘောတွေကလည်းအတိုင်းအတာတစ်ခုထိနားလေတယ်ကိုယ်တိုင်တိတိကျကျခွဲပြီးမှတ်နိုင်မယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးပေါ့ဗျာအဲ့တော့ anyhow ပေါ့လေဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကတော့လုပ်ငန်းစည်ရင်းနဲ့ပိုင်ရှင်စည်ရင်းကတီးခြားသည်ဖြစ်ဖို့လိုပါတယ်တီးခြားခွဲမှတ်ရပါလိမ့်မယ်အဲ့တော့တီးခြားခွဲမှတ်မှာဘာအကျိုးကျေးဇူးရမလဲဆိုလို့ရှိရင်ဒီလုပ်ငန်းရဲ့စွမ်းဆောင်ရည်ပေါ့စွမ်းဆောင်ရည်ဆိုနေရာပြောမယ်ဆိုကျွန်တော်တို့ရှုံးသလားမြတ်သလားပေါ့ဗျာအဲ့တော့လုပ်ငန်းကရှုံးနေတာလားမြတ်နေတာလားဒါကိုကျွန်တော်တို့တိတိကျကျသိရမယ်အဲ့တော့ပိုင်ရှင်ရဲ့စည်ရင်းတွေပေါင်းပြီးတော့ပါနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကလုပ်ငန်းကတကယ်ရှုံးနေတာလားတကယ်မြတ်နေတာလားဆိုတော့ကျွန်တော်တို့သိရဖို့ခက်ပါတယ်အဲ့တော့အဲ့လိုအနေအထားမျိုးမှာကျွန်တော်တို့ဆုံးဖြတ်ချက်တွေချဖို့လည်းခက်ပါတယ်လုပ်ငန်းအောင်ထက်ချဲတဲ့မချဲတဲ့ဒီလုပ်ငန်းအတွက်access လိုအပ်ရင်လည်းဝယ်သင့်မဝယ်သင့်စသည်အဖြစ်ပေါ့လေဒါမျိုးတွေကျွန်တော်တို့စဉ်းစားချင်းချိန်ရမှာဖြစ်ပါတယ်အဲ့တော့ဒါကဒုတိယချက်ပေါ့လေအဲ့တော့တတိယချက်ကတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကစည်ရင်းတော့မှတ်တယ်စဉ်းစားရတော့သေချာစနစ်တကျရှိတယ်ဒါပေမဲ့financial tools တွေကိုကျွန်တော်တို့ကောင်းကောင်းမသုံးတတ်တာပေါ့အဲ့တော့ financial tools လို့ပြောရင်ဗျာကျွန်တော်တို့က budget တွေကျွန်တော်တို့ analysis တွေစသည်အဖြစ်ပေါ့ဒါမျိုးတွေကျွန်တော်တို့မလုပ်နိုင်ဘူးပေါ့မလုပ်တတ်ဘူးပေါ့အဲ့တော့မလုပ်တတ်တော့မလုပ်နိုင်တော့ဘာဖြစ်သလဲဆိုတော့ကျွန်တော်တို့ကြိုပြီးတော့သိနိုင်တဲ့ကိစ္စတွေကိုကျွန်တော်တို့ကြိုမသိအောင်အဲ့ကြိုပြီးတော့သိနိုင်တဲ့ကိစ္စတွေကိုကျွန်တော်တို့ကြိုမသိရတဲ့အခါမှာကျွန်တော်တို့ကပြဿနာတစ်ခုဖြစ်တော့မှဝုန်းကနေဘွားကနေပေါ်လာတော့မှဟာဘာလို့ဘာကံမှမသိဒီလိုတဲ့ဟာဘယ်ကရှာလို့ရှာမှမသိစသည်အဖြစ်ပို့ရဲဆိုလို့ရှိရင်လည်းဘယ်နေရာမှာသွားပြီးတော့ invest လုပ်ရမယ်မသိဆိုတဲ့အခြေအနေတွေကျွန်တော်တို့ဖြစ်နိုင်ပါတယ်အဲ့တော့ဒါကြောင့်မို့လို့ကျွန်တော်တို့ကဒီကိုလုပ်ငန်းမှာဘိုင်နိုင်ကြီးနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးအခြေအနေတွေအနာဂတ်မှာဖြစ်လာနိုင်တယ်လဲဆိုတာကိုကျွန်တော်တို့ financial planning တွေလုပ်ကြည့်တင်ပါတယ်အဲ့တော့ budget စနစ်တွေထားတာမျိုးကျွန်တော် cash flow focus တွေဆွဲတာမျိုးအစသည်အဖြစ်ပေါ့လေဒါမျိုးတွေနဲ့ကျွန်တော်တို့ကprojected financial statement တွေဒီဆွဲထားပြီးတော့မှကိုလုပ်ငန်းရဲ့ဖြစ်နိုင်တဲ့အခြေအနေတွေကိုကျွန်တော်တို့ကကြိုသိနေမယ်အဲ့တော့ကြိုသိရင်ကျွန်တော်တို့ကြိုမြင်ရင်ကြိုပြင်လို့ရပါတယ်အဓိကကျွန်တော်တို့ကကြိုပြင်နိုင်မှုပေါ့အဲ့တော့ပြင်ဆင်မှုကောင်းကောင်းလုပ်နိုင်ရင်ကျွန်တော်တို့အခက်အခဲတွေကိုကျွန်တော်တို့ကြော်လွှားလို့ရတယ်ရင်ဆိုင်လို့ရပါတယ်အဲ့တော့ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီးတော့လူမျိုးတို့လုပ်ငန်းတွေမှာအခက်အခဲတွေစုံတွေရှိတယ်ဆွေးနွေးတိုင်ပင်မှုလိုအပ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခင်းစောဟန် associate ကိုကျွန်တော်တို့ဆက်သွယ်ဆွေးနွေးပြီးတော့တိုင်ပင်လို့ရပါတယ်ကျွန်တော်တို့အကြံဉာဏ်တွေကျွန်တော်တို့ပေးနိုင်ပါတယ်ဆိုတော့
ဒီဗီဒီယိုလေးကလူကြီးမျိုးတို့အတွက်အကျိုးစုံတရားရှိမယ်လို့ယုံကြည်ပါတယ်အဲ့တော့လူကြီးမျိုးတို့အတွက်အကျိုးရှိတယ်ဆိုလို့ရှိရင် yes လို့အမှန်သွားပေးပါကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်ပြီးတော့ဆုံကြပါမယ် bye bye